ကန်ရွှေစည်းကုံလိုမျိုးဆူတောင်းပြည့်တဲ့ကြောက်ဆယ်ကရွှေသိန်းတော်ဖျားပရိသတ်များအားလုံးပဲမင်္ဂလာပါတုတ္တအိမ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ကြောက်ဆယ်လို့ပြောလိုက်ရင်လူတိုင်းကစင်ပွဲစင်အကကိုပြင်းမြင်ကြပါတယ်ဒါပေမဲ့ကြောက်ဆယ်မျိုးရဲ့အနောက်ဘက်မှာရှိတဲ့ရွှေသားလျောင်းတောင်တော်ချေရင်မှာတော့သမိုင်းဝင်တကူကြီးဖျားတဆူတည်ရှိနေပါတယ်အဲ့ဒါကတော့ပကံခေရဲ့မဟာဗျူဟာမြောက်နယ်မြေဖြစ်တဲ့ကြောက်စင်နယ်ကိုစောင့်ရှောက်ဖို့တည်ထားခဲ့တဲ့ရွှေသိန်းတော်ဖျားပဲဖြစ်ပါတယ်။ဒီဖျားဟာတာမန်ဖျားတဆူမဟုတ်ပါဘူး။ပကံခေဦးရဲ့ပြည်သူကလက်ရောက်တရဏရေးဆိုင်ရာအခမ်းအနားတွေနဲ့အနော်ရထာမင်းကြီးရဲ့အဋိဌံတွေပြည့်နေတဲ့နေရာတစ်ခုပါ။တမိုင်းရာဇဝင်တွေအရာဒီဖျားကြီးကိုတည်ထားခဲ့သူကတော့ပကံပြည့်ရှင်အနော်ရထာမင်းစောပဲဖြစ်ပါတယ်။တက္ကရာ418ခုနှစ် AD 1056ဝန်းကျင်ကာလတွေလောက်ကတည်ခဲ့ရပါအဲ့ဒီအချိန်ကအနော်ရထာမင်းကြီးဟာတရုတ်ပြည်ကနေအပြန်ကြောက်စင်နဲ့အဲ့ဒီခေတ်ကတမုတ်နယ်ကိုဖျက်ဆီးပြီးတော့ပကံကိုပြန်လာခဲ့ပါတယ်။ဇော်ကြီးမြေကျောင်းအတိုင်းဖောင်တော်နဲ့စုံစင်းလာတဲ့အခါအခုရွှေသိန်းတော်ဖျားတရှိရာကုန်းမြေနေရာကိုရောက်တော့ဖောင်တော်ဟာဆက်မသွားတော့ပဲရပ်တန့်သွားတယ်လို့ဆိုပါတယ်။ရေစည်းရှိလျက်နဲ့ဖောင်တော်ရပ်တန့်သွားတာကိုအကြောင်းပြုပြီးတော့မင်းကြီးကဒီနေရာဟာတာမန်မြေမဟုတ်တန်ရောင်တရဏပြုတဲ့မြေတူးမြေမြတ်ဖြစ်ရမယ်လို့ဆုံးဖြတ်ပြီးတော့ကန့်ကန့်နားနေခဲ့ပါတယ်။မင်းကြီးနားနေစဉ်ညဘက်မှာထူးခြားတဲ့အိမ်မက်နမိတ်မြင်မဲ့ခဲ့ပါတယ်။ဒီနေရာမှာဖျားတည်ရင်တရဏအကျိုးများမဲ့အကြောင်းတွေပါ။ဒါကြောင့်မင်းကြီးဟာဒီနေရာမှာဖျားစီတီတဆူတီးဖို့စီစဉ်ပါတယ်။ဒါပေမဲ့ဇေဒီမတဲခင်မှာပဲအရှင်အရဟံမထေမြတ်ကြီးရဲ့အကြံပေးချက်အရတိမ်တစ်ခုကိုအရင်ဆုံးသမုတ်ခဲ့ပါတယ်။ဒီတိမ်ထဲမှာပဲတန်ခါ900ကိုရဟန်းခံပေးခဲ့တယ်လို့ဆိုပါတယ်။တိမ်ကိုအရင်သမုတ်တယ်ပြီးမှဇေဒီကိုတေးတယ်ဒါကြောင့်ဒီဖျားကိုရွှေသိန်းတော်လို့အမည်တွင်ခဲ့တာဖြစ်ပါတယ်ရာဇဝင်အရအနော်ရထာမင်းကြီးဟာဒီဇေဒီထဲမှာတရုတ်ပြည်ဂန္ဓာလရိတ်ကနေပြင်ဆောင်လာတဲ့မြတ်စွာဘုရားရှင်ရဲ့ဆွေတော်ပွားတဆူကိုထာပနာထားတယ်လို့ယုံကြည်ကြပါတယ်ဒါအပြင်ယဟန္တာအရှင်မြတ်တွေရဲ့ဓာတ်တော်တွေရွှေစင်ရုပ်ပွားတော်တွေကိုလည်းထာပနာထားရှိပါတယ်ဒါကြောင့်ဒီဖျားကိုလာရောက်ဖူးမြော်ရင်ပကံရွှေစည်းကုံကိုဖူးရတယ်လို့မျိုးကုသိုလ်ထူရတယ်လို့ဒေသခံတွေကယုံကြည်ကြပါတယ်။ရွှေသိန်းတော်ဖျားဟာဆူတောင်းပြည့်ဖျားအဖြစ်အရန်ကိုနာမည်ကြီးပါတယ်။အထူးသဖြင့်ကျောင်းသားကျောင်းသူတွေစာမေးပွဲနေရင်ဒီဖျားမှာလာရောက်ဆူတောင်းလေးရှိကြတယ်။နယ်လေခီးသွားတွေနဲ့ကုန်သည်တွေဟာလုပ်ငန်းအဆင်ပြေဖို့ဒီဖျားမှာအောင်တပြေပန်းကတ်လှူလေးရှိကြတယ်။ဖျားရှင်ပြည်တော်မှာရှိတဲ့အောင်မြေနေရာကအနော်ရထာမင်းကြီးကိုယ်တိုင်အဋိဌံပြုခဲ့တဲ့နေရာလို့ယူဆရပြီးတော့အဲ့ဒီနေရာမှာထိုင်ပြီးတရားမှတ်တာပရိစိတ်တာတွေပြုလုပ်ရင်ကြံစီသမျှအောင်မြင်တယ်လို့ဆိုစမပြုကြပါတယ်။ကြောက်ဆယ်ရွှေသိန်းတော်ကိုရောက်ရင်မပါမဖြစ်သွားရောက်လေ့လာတင်တာကဖျားအနီနာကတမုတ်ရှင်ပင်ရွှေကူကြီးပါပဲ။ရွှေသိန်းတော်ဖျားပွဲကိုနေ့စဉ်တော်သလင်းလာမှာကျင်းပလေးရှိပြီးကြောက်ဆယ်နယ်တဝိုင်းမှာတော့အစီကားဆုံးဖျားပွဲတော်တစ်ခုဖြစ်ပါတယ်။ဖျားပွဲရဆိုရင်ဇက်ပွဲတွေဈေးတွေနဲ့အရန်ကိုစီကားသလိုစင်အကပြန်ပွဲတွေနဲ့လည်းဆက်ဆက်နေတဲ့ဒေတာအရင်ကျေးမှုတွေကိုမြင်တွေ့ရမှာပါ။ချုပ်ရမယ်ဆိုရင်တော့ကြောက်ဆယ်ရွှေသိန်းတော်ဖျားကြီးဟာအနော်ရထာမင်းကြီးရဲ့သမိုင်းချေရောက်အရှင်အရဟံရဲ့တရဏပြုလမ်းကြောင်းနဲ့ပကံခေရဲ့အငွေအသက်တွေကျန်ရစ်နေတဲ့နေရာမြတ်တစ်ခုဖြစ်ပါတယ်။ဖောင်တော်ရနာရွှေသိန်းထားဆိုတဲ့စကားအတိုင်းကြောက်စင်တွေကိုဖျက်ဆီးသွားလာတဲ့သူတိုင်းဝင်ရောက်ဖူးမြော်ပြီးတော့စူတောင်းအဋိဌံပြုတဲ့သမိုင်းဝင်တကူကြီးဖျားတဆူဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။